အခုကတော့ Visa က Rangsit University မှာ Student Union Gen 25ကနေပြီးတော့ကျင်းပပေးထားတဲ့ဒီအကြောင်းမှာရှိတဲ့ Student Club တွေတူတူပါဝင်လို့ရတဲ့ Club Bonding ဆိုတဲ့အားလေးမှာ Visa ကတော့ IC Culture Club ရဲ့ member အနေနဲ့တက်ရောက်တာဖြစ်ပါတယ်။ We are IC Culture Club. ဒီပွဲမှာတော့ Visa တို့ IC International College အောက်ကရှိတဲ့ Student Club တွေဖြစ်တဲ့ Music Club, Dance Club ပြီးတော့ IC Culture Club ရှိမယ်။နောက်အားကစားနဲ့သက်ဆိုင်တဲ့ club တွေဖြစ်တဲ့ Badminton Club ရှိမယ်။ Basketball, Football Club ရှိမယ်။ပြီးတော့နောက်ဆုံးအနေနဲ့တော့ Table Tennis Club ပေါ့နော်။ဒီ club တွေအကုန်လုံးစုပြီးတော့ဒီမှာကဒီသူတို့တစ်နှစ်စာမှာဘယ်လို training တွေဆင်းမယ်ဘယ်လို activity တွေလုပ်မယ်ဆိုတာကိုတိုင်ပင်ကြရင်လည်း game activity လေးတွေနဲ့တူတူစုံစည်းကြတဲ့ club bonding ဆိုတော့ပျော်ဖို့တော့ကောင်းပါတယ်ဒါ3ရက်ကျင်းပခဲ့တယ်နောက်ဆုံးရက်မှာတော့ Visa တို့ကိုဒီ Pine Resort လို့ခေါ်တဲ့ဒီလိုမျိုးရေတွေပါဆော့လို့ရတဲ့နေရာကိုလိုက်ပို့ထားပါတယ်အဲ့ဒီဗီဒီယိုလေးကိုတော့နောက်တစ်တစ်ပုဒ်မှာထပ်ပြီးတော့တင်ပေးထားပါမယ်ရှင်